သူများတွေအုံနဲ့ကျင်းနဲ့ဝင်လုံနေပြီဆိုရင်အဲ့ဒီလူကိုခမလုံးဝမလုပ်ပါနဲ့တော့ဒီစကားကနားထောင်ရတာနည်းနည်းတော့လွန်လွန်ရှိပေမဲ့တကယ်တမ်းကခမကိုအကြီးအကျယ်ရှုံးနေမှုတွေကနေကောက်ွယ်ပေးမယ်တတိပေးချက်တကူပါလူတွေရဲ့အကြီးမားဆုံးအမှားကဘာလဲသိလားသူများတွေလှုပ်အဆင်ပြေနေတာမြင်ရင်ငါလှုပ်လေရမှာပဲဆိုတဲ့နောက်ကျကြံခဲ့မှာကြောက်တဲ့စိတ်နဲ့ရောရောင်ပြီးလိုက်လို့တက်ကြတာပါပဲဥပမာရက်ွက်ထဲမှာသူများမွေးငါးဆိုင်ဖွင့်လို့ရောက်ရရင်နောက်ထပ်မွေးငါးဆိုင်တွေအစီအီပေါ်လာတဲ့သဘောမျိုးပေါ့လွန်ခဲ့တဲ့15နှစ်လောက်တုန်းကကျွန်တော်ကိုယ်တိုင်လည်းသင်ခန်းစာအကြီးကြီးရခဲ့ပူပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဒေသမှာခဲညင်သီးစိုက်တဲ့တောင်သူတွေတော်တော်လေးကိုမြတ်သွားကြတယ်ဒါအောင်မြင်တော့နောက်နှစ်မှာတောင်သူတော်တော်များများကခဲညင်သီးတွေအလူရဲ့ပြောင်းဆိုင်ကြတော့တာပဲအများဆိုင်တော့ကျွန်တော်လည်းမနေနိုင်မဲ့လိုက်ဆိုင်မိခဲ့တယ်ရလက်ကတော့စောစောစီးစီးဝင်ဆိုင်တဲ့သူတချို့ကလွဲလို့ကြံတဲ့သူအားလုံးအကြီးအကျယ်ရှုံးပါတော့တယ်ဈေးကွက်ထဲမှာဝယ်လို့အားထက်ရောင်းလို့အားကအစမတန်များသွားတဲ့အခါနောက်ဆုံးမှာအသီးတွေတော့သွားမကူးနိုင်တော့ပဲအခင်းထဲမှာပဲဒီတိုင်းပစ်ထားလိုက်ရတဲ့အထိစိုးဝါသွားခဲ့ပါတယ်လူအများသွားနေတဲ့လမ်းမှာအခွင့်လန်းဆိုတာမရှိသလောက်ရှားသွားပါပြီဘာလို့လဲဆိုတော့ခမည်းမြင်နေရတဲ့အောင်မြင်မှုဆိုတာကအရင်ကတည်းကကြိုတင်ပြင်ဆင်ပြီးလှိုင်းဥမှာစီးနိုင်တဲ့သူတွေရဲ့ရလက်ပါလှိုင်းကြည့်ပြီးအချိန်ရနေတဲ့အချိန်မှလိုက်စီးဖို့ကြိုးစားတာကလှိုင်းပြန်ကျတဲ့အချိန်အောက်မှာပြဖို့ရခိုင်တော့ပုံများသွားစေပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာလို့တင်တဲ့ပထမဦးဆုံးအနေနဲ့စောင့်ကြည့်တတ်တဲ့အလေးထားကိုမွေးရပါမယ်သူများလှုပ်လိုက်လို့တာထက်ဘယ်အရာကလိုအပ်နေတာလဲဆိုတာကိုအရင်ရှာပါလူတိုင်းကမွေးဟင်းကားရောင်းနေရင်ခမကအချိုရည်သွားရောင်းမလားဒါမှမဟုတ်ရင်အဲ့ဒီဆိုင်တွေအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုသွင်းပေးမလားဒုတိယအချက်ကကိုပိုင်တန်ဖိုးတစ်ခုကိုထည့်ပါတကယ်လို့ခမကဒီလုပ်ငန်းကိုပဲလုပ်ချင်တယ်ဆိုရင်တော့သူများနဲ့မတူတဲ့ကွဲပြားချက်တစ်ခုကိုရှိနေပါစေအတူယူပါဒါပေမဲ့အတူမခိုးပါနဲ့မှတ်ထားရမယ့်ရွှေစင်းမြစ်တစ်ခုရှိပါတယ်ဈေးကွက်တစ်ခုတည်းကိုသူများမဝင်ခင်ဝင်နိုင်လေအကျိုးများလေဖြစ်ပြီးလူများမှနောက်ဖေးစုံဝင်တဲ့သူတွေကတော့ဒုက္ခတွေ့ဖို့တေချာသလောက်ပါပဲအခွင့်အလန်းဆိုတာတစ်ခါလာပြီးရင်ပျောက်သွားတဲ့အရာမဟုတ်ပါဘူးအဓိကလာတဲ့အခွင့်အလန်းကိုပဲကိုကစောစောစစ်စစ်နဲ့မြင်တတ်ဖို့နဲ့အမေရစုပ်ကန်တတ်ဖို့ပဲလိုတာပါလူအများလို့အချိန်ရနေတဲ့အချိန်မှဝင်လို့တာကအန်ဒီအများဆုံးအခြေဆိုတာကိုဘယ်တော့မှမပေးပါနဲ့ဒီဗီဒီယိုလေးကပရိသတ်တို့အတွက်အသွေးအသစ်တစ်ခုခုရစေမယ်လို့ယုံကြည်ပါတယ်ပရိသတ်ကြီးတို့ရောအခုလိုအများလို့လိုက်လို့ရင်းနဲ့သင်ခန်းစာရခဲ့တဲ့အတွေ့အကြုံမျိုးများရှိခဲ့ဘူးလားရှိခဲ့ဘူးလေဆိုရင်တော့ကွန်မန့်လေးထဲမှာဆွေးနွေးသွားခဲ့ကြပါဦးဗျာအော်ဒါနဲ့စကားမဆက်ပရိသတ်ကြီးတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင်ဘယ်နေရာပေဒေသကနေအားပေးနေတဲ့ဆိုတာလေးကိုလည်းကွန်မန့်လေးထဲမှာမျှဝေပေးခဲ့ကြပါဦးဗျာဒီထက်ပုံမကောင်းမွန်တဲ့အကြောင်းတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်ကျွန်တော်ကတော့တင်ဆက်သူ PK ပါ